အဖြေရှု၍တက်ချင်းသူကမေးမှာနော်အဖြေရှု၍တက်ပြခဲ့ပါအတူတူပဲ3ဒီလီနန္ဒရတက်ချင်းအတူတူပဲအဲ့တော့1လင်းပါ၍တက်ချင်း2အဖြေရှု၍တက်ချင်း3လီနန္ဒရတက်ချင်းတို့သည်အမိသာကွဲ၍သဘောသွားအတူတူပင်ဖြစ်သည်မှတ်ပါအမိသာကွဲ၍သဘောသွားအတူတူပင်ဖြစ်သည်မှတ်ပါအမိသာကွဲ၍ပါတယ်လေသဘောသွားအတူတူပင်ဖြစ်သည်မှတ်ပါမှတ်ချက်ဒါမေးလို့ရှိရင်ဟုတ်ပြီနော်ဗျာမှတ်ချက်လင်းပါ၍တက်ချင်း2အဖြေရှု၍တက်ချင်း3လီနန္ဒရတက်ချင်းတို့သည်အမိသာကွဲ၍သဘောသွားအတူတူဖြစ်သည်မှတ်ပါဆိုမှတ်ချက်အဲ့တော့ဒီပုံစံလေးမှာကြည့်ဖေဟာဒီပုံစံလေးကိုကြည့်တာယနာတမေဝနတောတုလီနန္ဒရသောနာကြတ်တပြခဲ့ပါအဖြေလေးရရှိပြီးသားအဲ့တော့အဖြေလေးကတာယနာတမေတဲ့ဒါလေးကအဖြေလေးဝနတောတဲ့အဲ့တော့ဒီဝက်ကြလေးမှာရှိတာပုရိသောတက္ကခေယဂစ္စတိအရှင်ထဂရဆရာသည်ယောက်ျားသည်မိမိအိမ်သို့တွားအယူဖွင့်ဆိုတော်မူ၏ကြည်ထားတော့ဗျာလီနန္ဒရရဲ့သဘောလေးကြည်ထားအဘယ်သူကတာယနာတမယေကိုကြည့်ပြီးတော့အဘယ်အချိန်ခါ၌ဟောတာယနာတမယေကဘာတယ်လဲညနေချမ်းအချိန်ခါ၌ဆိုသူကအဘယ်အချိန်ခါ၌လို့မေးလိုက်တယ်ဒါကြောင့်မလို့အမေးပု္ပ္ပာမရှိပါပဲထိုဝက်ကြတနည်းအားဖြင့်အမေးမထင်ရှားဖြေထင်ရှားမှတ်သားလီနန္ဒအဖြေကထင်ရှားပြီးသားအမေးကမထင်ရှားဘူးဒါမလို့အမေးလေးထည့်ပေးရအဲ့ဒါကိုလီနန္ဒလို့ခေါ်တာဟုတ်ပြီနော်ဗျာအဲ့တော့ဘယ်ချိန်ခါ၌ဝနတော်ကြည့်လို့ရတယ်လေအဘယ်ရမှာသွားပါတနည်းဤတို့သောနာပွဲရှိသောကြောင့်တာယနာသမီးဝနတော်သောဘက်ကိုမိတ်အတိဘေကတာယနာသမီးဝနတော်သောဘက်ရှိယောက်ျားသည်ညနေချမ်းချိန်၌တော်မှမိမိအိမ်သို့သွားယူပါတယ်လေငါပြဆို၏ဟုလို့ဆိုလိုက်ပြန်တက်လိုက်ပြန်ဆိုလိုက်ဗျာတာယနာသမီးဝနတော်တို့လီနန္ဒရသောနာတက်ပုံဆိုရှင်သာကုလိုကဲတော့ပေါ့ပြီလားဗျာကဲဥနာဒါကြီးစမ်းကြည့်ပါဦးဘယ်လိုလဲဒီစကားလေးကြည့်မယ်ဗျာအရှင်ဘုရားတို့နေ့တိုင်းဆုံးခံကြွရဟန်းတို့သည်ဒီနေ့စရန္တီလှည့်လည်ကြကုန်၏ဟုတ်နော်ဗျာအဖြေလေးရဒီမှာအန္တောနဂရေပိန္ဒာယတို့ဒီနန္တရသောနာကြတပြကပါအမေးမထေရှာအဖြေထေရှာသူ့အမေးလေးကိုကြည့်ဖြေသူကမေးတဲ့အခါမှာသူ့အမေးလေးသူကကြည့်ရမယ်နော်ဗျာဟုတ်ပြီနော်ဗျာဒီမှာကြားတဲ့အခါကျတော့အဖြေလေးကမြို့ထဲ၌ဘာတဲ့လဲဆွမ်းလို့ငါအရှင်ဘုရားတို့နေ့တိုင်းကြွဟုတ်ပြီနော်ဗျာအဲ့တော့အရှင်ထဂရဆရာကဲတက်ဘလို့တက်မလို့ဥဒန္တာတီတက်ဆိုရှင်တော်ဆရာလေးညာတို့ဒီနေ့တိုင်းလဲကြကုန်ဤဖွင့်ဆိုတော်မူ၏ဟုတ်ပြီဟုတ်ပြီနေ့တိုင်းလှည့်လဲပါတဏိဒီမှာလှည့်လဲတာလေ
လက်လည်းပါသနီဤသို့ထိုသောနာကိုသောတနာလိုသောထကရာဆရာသည်ဒါလေးသုံးလိုက်ဦးလေဗျာထိုသောတနာကိုသောတနာလိုသောအတောနဂရေပိဒါယဟူသောပတ်ကိုမေအတိဘေကအတောနဂရေပိဒါယဟူသောပတ်ဖြင့်ယဟန်တို့သည်ဆွမ်းလို့ငါဤဟုလို့သဘောပေါက်လားဗျာသဘောပေါက်အဲ့ဒါပဲအဲ့ဒါလီနန္တသောနာအဲ့ဒါပဲကဲဆိုလိုက်ကြစို့အရှင်ထကရာဆရာသည်ဆိုယဟန်တို့သည်ဒီတိုင်းလှည့်လေကြကုန်၏ဟုဆိုတော်မူ၏ဟုတ်ပြီဘယ်ချင်း၌အဘယ်ကျိုးငါဟဲ့ဘေကယဟန်တို့သည်ယိုတွင်၌ခုလိုအဲ့ဒါဘာလို့ခေါ်လဲလီနန္တသောရဏလီနန္တသောနာဆိုတာဘာကိုကြည့်တဲ့ရတာတော့အဖြေရှုပြီးတော့တဲ့ကဲတော့ကြောင်း